မင်္ဂလာပါဗျာဝါယံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီကနေ့မှာတော့စာရေးဆရာအေကံမြင့်ရေးသားထားတဲ့ဖြစ်ရမှန်ဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည်တင်ဆက်သွားမှာပဲဖြစ်ပါတယ်ဗျာအစဉ်စဉ်လေးမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဆက်လက်ပြီးတင်သမျှဗီဒီယိုတွေသိရှိနိုင်အောင်ဘေးနားက noti ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါဦးခင်ဗျာအမောင်ရိတ်ကတဖြည်းဖြည်းလမ်းပေါ်ကျလာတယ်တောင်စင်းတောင်တက်လမ်းများကြောင့်ခီးကမတွင်းတစ်ဖက်ကကြောက်တစ်ဖက်မှာကတောင်နံရံတို့ဖြစ်အမောင်ထဲမှာစိုက်ကယ်မီးအောင်အားကိုပြီးခီးဆက်နေရတယ်ဒီတော့ဒီလမ်းပေါ်မှာရက်ချားဆိုသလိုစိုက်ကယ်တစ်စီးနဲ့သွားနေရတယ်သူ့တောင်ဝန်သူ့အလုပ်ကကျေးလက်ကျမ်းမာရေးမှုဆေးရုံဆေးကန်းဝေးသောနေရာများဖြစ်၍စိုက်ကယ်တစ်စီးနဲ့နယ်လက်ကုသပေးနေသူဖြစ်တယ်တောင်ပေါ်ရွာတရွာပြီးတရွာခီးဆက်နေရတယ်ယခုတောင်ဝန်ပြီးဆုံး၍တောင်ဝန်ကြရာတောမျိုးသူပြန်လာခြင်းဖြစ်တယ်။သူ့တောင်ဝန်ကကျေးရွာအုပ်စုများသို့တပတ်တကလက်လေကုသရတယ်။ခကြီးတစ်ခေါက်ထွက်ရင်ရွာ၄၅ရွာတောင်ဝန်ယူရတယ်။ရွာကြီးလင်တရက်မြကြားတယ်။အချို့နှစ်ရွာတရက်သူမြို့မှတစ်ခေါက်ထွက်ရင်၃ရက်၄ရက်ခန့်များကြားတယ်။ယခုခကြီးစဉ်တစ်ခုပြီးဆုံးရင်ပြန်လာခဲ့ရာပြန်ချိန်နောက်ကျခဲ့သည်။ခကြီးတဝက်ခန့်ပြီးရောက်သေးသည်။ခဏနာရီကြော်ခဲ့ပြီးမောင်မေမဲ့လမ်းကတစ်ပတ်ကိုနှစ်ခါမြသွာလာနေရတော့လမ်းဖြစ်သည်သူ့အတွက်အစိမ်းကြီးမဟုတ်လမ်းမှာလူတယောက်တွေ့တဲ့ဖြစ်ဖြတ်လမ်းကသွားလျင်မြို့ကိုမကြမီရောက်မည်ဆိုတဲ့ဖြစ်ဒူဒူပြတော့လမ်းကဝင်လာခဲ့သည်အမောင်ထူးကြောင့်သူဘယ်နေရာဘယ်ခရီးမန်းစား၍မရောက်လောက်အောင်ဖြစ်နေသည်သူအားမြို့မှရောက်တော့လမ်းကိုညွှန်လိုက်သည်လားမသိစိတ်ထဲမှာလဲစိုးရိမ်စိတ်တွေပိုလာသည်ဘိုက်ကလည်းစားနေပြီးတခါမှအချိန်နောက်ကျပြီးမပြန်ဘူးယခုတော့တခါမှမရောက်ဘူးတော့လမ်းပေါ်မှာပြီးရောက်နေပြီထင်သည်ဒီခရီးဒီလမ်းရောက်ဘူးသည်သွားဘူးသည်ဆိုပြီးနေကန်ညိုပြသည့်လမ်းကိုမှဝင်လာခဲ့မိသည်စိုက်ကယ်ကဘာဖြစ်တာလဲစီကုံသွားပြီလားမသိဘူးဘလို့နိုးနိုးဆက်ပြန်နိုးတော့မလားတော့နိုင်ကြည့်လိုက်တယ်ခဏခွဲတော့မယ်တောင်စင်းတောင်တဲ့လမ်းလည်းဖြစ်တစ်ပင်ရိတ်တို့အုပ်မိုးထားခြင်းကြောင့်အမောင်တုကလည်းပိုကဲနေသည်စိုက်ကယ်ကိုလည်းတုံးနေရသည်မကြာခင်တောရိတ်တိရိတ်လို့ရသို့ရောက်လာခဲ့သည်အဝေးသို့လမ်းကြည့်မိလိုက်သည်ရှေ့နားကြကြမှာမီးအောင်ကိုတွေ့ရတယ်ဟာမီးအောင်တွေ့တယ်လူနေအိမ်ဖြစ်မယ်စိုက်ကယ်ကိုတွန်းရင်ထုံမီးအောင်တွေ့ရသို့သွားရန်စိတ်ကူးလိုက်သည်လူနေအိမ်ဖြစ်ပါကစားစရာတစ်ခုခုတော့ရနိုင်သည်စိုက်ကယ်ပြေးနိုင်သည့်လူရှိနိုင်သည်နောက်ဆုံးအချိန်မတော်တဲခိုနိုင်သည်တို့ကြောင့်အာကိုချင်းများစွာနှင့်ဇောနောင်တယောက်စိုက်ကယ်ကိုတွန်းပြီးအိမ်ကြီးရှိရာဘက်သို့ဦးတည်လာခဲ့တယ်။မီးရောင်ကိုမြင်သဖြင့်တွန်းခဲ့ရာနီးနီးလေးထင်ထားတော့လဲနိုင်ဝက်နီးပါးများတွန်းလာခဲ့ရသည်။မကြာခင်မှာပင်အိမ်ကြီးအနီးသို့ရောက်လာခဲ့တယ်။အိမ်ကြီးရှိလက်ဝင်လိုက်တယ်။ချန်ကြီးဟိုမှာအသေးအချာခတ်ထားခြင်းမရှိသဖြင့်စင်ဝင်အောက်ရောက်လာခဲ့တယ်။အိမ်ကြီးအတွင်းမှာစကားပြောသံများကြားနေရတယ်။တစ်သားတကားကြီးကိုခောက်လိုက်တယ်။ဇောနောက်ဤတကားခောက်တံကြောင့်အင်ကြီးပေါ်ကစကားပြောသံများရသွားတယ်။အင်းသူတို့ငါတကားခောက်တာကြားသွားပြီ။ခဏကြာတော့အတွင်းမှာတကားဖွင့်ချက်တံကြားလိုက်ရတယ်။ဘသူလဲကွယ်။မိုင်ကင်ထားသောအသက်50ခန့်အတော်ကြီးတယောက်ကိုတွေ့လိုက်တယ်။ကျွန်တော်ကကြီးလက်ကျမ်းမာရေးမှုဇောနောင်လဲလဲစိတ်ကူပြီးအပြန်စိုက်ကယ်ပြက်လို့ခဏဝင်လာတာပါ။အော်လာလာအိမ်ပေါ်တက်ခဲ့။သူတကားအတွင်းဝင်ပြီးဒီနေ့အတော်ကြီးကတကားပိတ်လိုက်တယ်။ကဲအပေါ်ဓာတ်ကိုသွားအောင်မယ်အတော်တို့လင်မယားကဒီရဲ့အရှိတခင်ကစာရေးတောက်ရေးတောင်းယူထားရတာအင်းရှင်တွေကအပေါ်ဓာတ်မှာအဲ့ဒီလေကားအတိုင်းတက်သွားအပေါ်ရောက်မှမင်းအကြောင်းပြောပြပြီတော့ဇောနောင်လဲပုတ်လုံးတိုင်လက်ရန်လေကားကြီးကိုကင်ပြီးအပေါ်ဓာတ်တက်ခဲ့တယ်ဟေးတငယ်လာကွယ်အပေါ်ရောက်သည်နေ့အက်ကန်စက်တင်ပေါ်မှာလူကြီးကလမ်းခေါ်လိုက်တဲ့ပြီဇောနောင်ထိုနေရာသို့ရောက်သွားတယ်လာထိုင်တငယ်ဘဲကဘလို့မျက်စိလဲပြီးရောက်လာတာလေကျွန်တော်တစ်စိတ်ရွာကပြန်လာတာလမ်းမဲမလာတာမသိဘူးမြို့ရောက်မဲ့အချိန်မရောက်တဲ့အပြင်လမ်းမှာစိုက်ကယ်ပြက်လို့ဆင်းတွန်းလာရင်ဒီရင်ကြီးကမီးရောင်ကိုလမ်းမြေတာနဲ့လက်ဝင်ခဲ့တာပါအေးတငယ်ကန်ကောင်းတယ်ဦးလေးတို့ကတကားမပိတ်မိလို့ငါတူအဝေးကမြင်ရတာခါတိုင်းဆိုမောင်နာနဲ့တကားပိတ်ထားတော့အဝေးကဘယ်မြင်နိုင်တော့မှာလဲကဲငါတူကြီးဒီအချိန်ရောက်မှမြို့ပြန်လို့ဘယ်ဖြစ်တော့မလဲဒီမှာပဲညအိသွားပြီတော့မြေကြီးမင်းကိုထမင်းစားအောင်မှမဟုတ်ဘူးအောက်ထကနန်းထွေးတို့လေမယားထမင်းမွဲပြင်ပေးလို့သွားပြောလိုက်ကဲတငယ်
ဘာမှအာမနာနေနဲ့တွားစားဒီချိန်ကတော့ဟင်းတမယ်လောက်ကြံကောင်းပါရဲ့ရပါတယ်ကျွန်တော်ကငပိရရှိလဲစားနိုင်ပါတယ်လာအကိုကျွန်တော်နဲ့လိုက်ခဲ့ကျွန်တော်နာမည်ကစောလွန်လင်းတဲ့အဖိုးနာမည်ကစိုင်းထိုးရင်အဖွားကဒေါ်နန်းခင်ထားတဲ့ကျွန်တော်အဖေကစိုင်းအောင်ဖအခုအိတ်ခမ်းနဲ့ခေါင်းကိုက်လို့ဝင်အိတ်နေတယ်ဒေါ်နန်းထွေးဒီကအကိုစားဖို့တောက်ဖို့အဖိုးကစီစဉ်ပေးလိုက်ပါတဲ့အေးစိတ်သားဟင်းနည်းနည်းကြံသေးတယ်စင်းလာကထမင်းထပ်ပေးမယ်ကဲအကိုသွားထမင်းစားပြီးမှအပေါ်ဓာပြန်တက်လာခဲ့ပြီးမှစကားပြောကြတာပေါ့ကျွန်တော်တို့ကစောစောမအိတ်တက်ဘူးအေးကျေးဇူးပဲညီလေးဇော်နောင်လေကားမှဆင်းလာခဲ့တယ်လျှက်စစ်မီးလည်းမရှိမီးဆက်လည်းမရှိမန်အိမ်များဖျောင်းတိုင်များဖြစ်တာအလင်းရောင်ဖွဲ့စည်းထားတယ်ကဲလာအဲ့ဒီစပွဲမှာထိုင်အတော်ထက်ပေးမယ်မကြခင်မှာပင်စိတ်သားဟင်းတပကံထမင်းဟင်းတပကံငပိတို့စရာတို့ပြီးစားရတော့သည်တငယ်ကံကောင်းသွားတယ်ဒီဟင်းကတခင်လေးခေါင်းကိုက်လို့ညစာမစားဖြစ်တာနဲ့မင်းအတွက်ကြံသွားတာကဲဟင်းတွေအကုန်သာစားလိုက်ဟုတ်ကဲ့ကျေးဇူးပါပဲငါတို့ကိုကျေးဇူးတင်ကြမလို့ဘူးဒီအိမ်ကြီးရှင်တွေကိုသာကျေးဇူးတင်ကြဇော်နောင်လဲဘိုက်ကစားလွန်လာပြီဖြစ်၍ထက်ပေးသမျှကုံအောင်စားပြလိုက်တယ်ဝါရဲ့လားဟင်းရောထမင်းရောအကုန်ပဲဟာထမင်းတစ်ပကံပေးမဲ့ဘိုက်ပြစ်သွားတာပဲကဲကျွန်တော်ဝိုင်းပြီးသိမ့်ပေးမယ်နေအတော်ပဲသိမ့်လိုက်မယ်အပေါ်သာတက်သွားတော့ဒိုးစင်အပြင်မှအသက်50ကျော်ခန့်ရှမ်းတိုက်ပုံရှမ်းပေါင်းမီပပဝတ်ထားတဲ့လူကြီးတယောက်ဝင်လာသည်ဒါကအတော်ယောက်ျားလေးအတော်တို့ကဟိုးဘက်ခန်းမှာအိတ်ကြတယ်ညဘက်အပေါ်ပါသွားချင်းဟိုမှာရေအိမ်ရှိတယ်ရေချိုးလို့လည်းရတယ်အကြောင်းကိစ္စရှိရင်အတော်တို့အခန်းကောသာပုတ်ပြီးနိုးလိုက်ဟုတ်လားကဲအပေါ်မှာတခင်ကြီးတို့စောင့်နေလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ရေခဏဝင်အောင်မယ်အေးတော်အပေါ်ပါသွားပြီးနောက်ဇော်နောင်လဲထမင်းစားကမ်းမှအပေါ်တို့ပြန်တက်လာခဲ့တယ်လာထိုင်မောင်ရင်ဘယ်နဲ့လဲစားလို့ကောင်းရဲ့လားဟုတ်ကဲ့ရှိသမျှအကုန်စားပြလိုက်တယ်အေးအဲ့ဒီတော့ပေါ့မောင်ရင်မှာအိမ်တော်နဲ့မိသားစုရှိလားဟုတ်ကဲ့မိသားစုရှိပါတယ်တားလေးနှစ်ယောက်ရှိပါတယ်အကြီးကောင်ကចောင်းထားကစားပဲရှိသေးတယ်ဒီအသက်အရွယ်ရောက်မှတော့မိသားစုလေးနဲ့ဆိုကောင်းတာပေါ့အထီးမချန်တော့ဘူးဦးလေးတို့လည်းအရင်ကမိသားစုဘွားလေးနဲ့ပျော်စရာလေးဖြစ်သွားခဲ့တယ်အသက်တွေကြီးအချိန်ကြာလာတော့မိသားစုတွေပြိုကဲသွားမှစိုးရိမ်နေရပြီသမီးကြီးလည်းလွန်ခဲ့သော10နှစ်လောက်ကဆုံးသွားတယ်တားလာရဲ့မိန်းမလည်းဆုံးသွားတယ်မြေးဆိုလို့ဒီတယောက်ပဲကြံတော့တာတားငယ်လေးများကတော့အိမ်အောင်ကြပြီးကာစားမှာပဲကားမောက်ပြီးနေရောက်စလုံးဆုံးသွားကြတယ်ဒါကြောင့်မိသားစုဖြစ်လာပြီးပျော်စရာကောင်းပေမဲ့အဲ့ဒီမိသားစုကတစပြိုကွဲနေတာကိုမြင်ရပြန်တော့စိတ်ကမရွှင်တော့ပြန်ဘူးဘယ်နေ့ငါလဲဘယ်နေ့မှသူ့လဲဆိုတာစိတ်ထဲအမြဲကြောက်ကြနေမိတော့တယ်ဒါကလည်းမိသားစုနဲ့နေဘူးမှမိသားစုနဲ့ခွဲဘူးမှဒီလိုခံစားချက်တွေဖြစ်လာတာကွယ်ဦးလေးတို့အရင်ကဒီရင်ကြီးပေါ်မှာသားသမီးတွေမြေးတွေနဲ့တယုံယုံနေလာကြတာလက်နဲ့ကိုင်တွေကြောင့်တေးရတာရောကားအစီးတက်နေကြောင့်တေးရတာရောဘယ်မှာပျော်စရာကောင်းလို့လဲငါတူပြီးတော့ရှိသေးတယ်ဒီပြီးတောင်မှမကျွတ်လို့သေးတဲ့ဝိညာဉ်ကလည်းရှိသေးတယ်ကိုတေးလို့တေးမှမသိတောရမဲ့လမ်းမရှိဆွဲလန်းမှုကြောင့်ဖက်တွယ်နေတဲ့လူတွေကလည်းရှိတတ်ကြသေးတယ်ဗျာဘလို့မျိုးစားတွေလဲဦးကြီးရှောင်းလည်းမရတဲ့တေးကြီးမျိုးနဲ့တေးကြပြီးမိမိကိုယ်တိုင်တေးလို့တေးမှမသိနေရအစွဲနဲ့နေတတ်ကြတဲ့ဝိညာဉ်တွေလည်းရှိနိုင်ကြတယ်လို့ဦးလေးကပြောတာပါအချိန်မတော်ကြီးဒီအကြောင်းတွေပြောရင်ငါတူကြောက်နေပါဦးမယ်အိတ်ချင်ပြီလားမအိတ်ချင်သေးပါဘူးဦးကြီးတို့အိတ်ချင်တဲ့အချိန်အိတ်ပါကျွန်တော်ကိုအားမနာပါနဲ့ငါတူကြီးအတွက်အိတ်ခမ်းပြင်ပေးထားပြီးပြီဟိုအခန်းမှာအိတ်ဖျောင်းတဲ့တိုင်းယူသွားအိတ်တဲ့အခါမိမုတ်အိတ်ပေါ့ဒီအခန်းမှာမန်အိမ်တစ်လုံးအမြဲထုံးထားတယ်ညမူညရာအမောင်တဲ့တောစရာမလိုတော့ဘူးပေါ့ဟုတ်ကဲ့ကျွန်တော်ကညဘက်အပြင်မထွက်တတ်ပါဘူးအိပ်ပျော်ရင်တရေတဲ့အိတ်တတ်ပါတယ်ကောင်းတာပေါ့ဒါမှအိတ်ရေဝမှာကဲစကားပြောကြအောင်ဒေါ်လေးသွားအိတ်တော့မယ်စကားဝင်မပြောဘဲဦးလေးကြီးပြီးထိုင်နေတော့အတော်ကြီးကအိတ်ချင်ပြီးဟုပြောကထသွားတော့သည်ဦးကြီးလည်းအိတ်ချင်အိတ်တော့လေအေးမ
င်းကြီးကစကားသိမ့်များတဲ့ကောင်သူကစကားပြောဝရှာနေတာပြီးခဲ့တဲ့ညကသူ့အဖေချောင်းဆိုးလွန်းလို့တညလုံးနီးပါမအေးရဘူးမောင်ရင်ထမင်းစင်းစားနေတော့အိတ်ငိုက်တာနဲ့အိတ်ခိုင်းလိုက်တယ်ဟုတ်ကဲ့ဦးကြီးကျွန်တော်လည်းအိတ်ခမ်းထဲဝင်တော့မယ်အချိန်က12နာရီခန့်ရှိပြီဇောင်းအောင်အိမ်မှာဆိုရင်17နာရီမထိုးမချင်းဘယ်တော့မှမအိတ်ယခုအိမ်ရှင်များကတယောက်ပြီးတယောက်ဝင်အိတ်နေမှတော့သူလည်းအပြင်မှာထိုင်နေ၍မသိမ့်တော့တို့ကြောင့်ဖျောင်းတိုင်မင်းထွန်း၍မိမိအတွက်နေရာချပေးထားသောအခန်းသို့ထွက်လာခဲ့တယ်အခန်းတကားကိုတွန်းပြီးဝထဲဝင်လိုက်သည်ဇောင်းအောင်အခန်းထဲရောက်တော့စိမ့်ရွှေရွှေအနံ့လူလူညီနှံ့လူလူအနံ့တစ်မျိုးရလိုက်တယ်တခုခုရှက်တိုက်ဆွဲလိုက်တော့အတန်မျိုးကိုပါကြားလိုက်ရသေးတယ်ဟင်ဒီအခန်းမှာလူမနေတာကြာလို့တကားပိတ်ထားတဲ့အတွက်အနံ့အသက်များမကောင်းခြင်းဟုသာစိတ်ကမယူလိုက်သည်ထို့နောက်အိယာဝဒုံဒုံလဲအိတ်လိုက်သည်ဖျောင်းနိုင်ကိုမီးငိမ့်လိုက်ပြီးပျော်အောင်အိတ်လိုက်ရာမကြာခင်မှာပင်အိပ်ပျော်သွားသည်အချင်းကတကောင်ကျော်လွန်လျက်3နိုင်ပင်ရှိပြီစူညံသောအတန်ချို့ကြောင့်ဇော်နောင်အိမ်မောကြနေရကလိုးသွားသည်ကြောက်ပါပြီခမည်းတော်မိသားစုဒီအိမ်ကြီးမှာမတောင်မတနေနိုင်တာခမည်းမိမရခဲ့တဲ့အမွေတွေကြောင့်မဟုတ်လားအကုန်ထုတ်ပေးကျုပ်တို့ဘာအလုပ်မှမလုပ်ပဲထိုင်စားခဲ့တာအခုတော့အားလုံးကုန်သွားပြီမင်းတို့ကိုပေးစရာမရှိတော့ဘူးကျုပ်တို့မှာတနတွေပါတယ်နော်လိမ်မို့မကြိုးစားနဲ့ခမည်းတော်မိသားစုတွေအကုန်ခေါ်လိုက်ဒါအကုန်ပါပဲအိမ်ပေါ်2ယောက်နဲ့မှတအိမ်လုံး6ခွက်တည်းရှိပါတယ်ဇောင်းအောင်ကသူ့ကိုပါပြောလိုက်ပြီးခေါ်ထုတ်ခံရမည်ကိုစိုးရိမ်နေသည်သူတကားကိုအနှဲငယ်လှကြည့်လိုက်သည်အလဲမှာလူ6ယောက်ထိုင်နေသည်ခမည်းကြီးမှာရှိတဲ့ပစ္စည်းအကုန်ထုတ်မပြေလို့ကတော့အကုန်တတ်ပြစ်မယ်ဟိုတော်ကြီးပြီးခဲ့တဲ့9နှစ်လောက်ကခမည်းမိဘတွေအမွေပွေးလိုက်တာကျုပ်တို့သိထားတယ်ခမည်းတို့ဝတ်စားထားတဲ့လက်ဝိုးရတနာတွေအပြင်တိမ်ဆဲထားတာမရှိဘူးဆိုတာတကယ်လားဟုတ်ပါတယ်အကုန်ပါပဲကဲမုံစိတ်အဲ့ဒီမန်အင်ကိုယူသွားဟိုနာသွားပြီးပောက်ကွဲလိုက်အိမ်မီလောင်သွားရင်ဖွက်ထားတဲ့ပစ္စည်းတွေမိတဲ့အကုန်ပါပြီပေါ့ဒါနဲ့မပြီးသေးဘူးအဖိုးကြီးအဖွားကြီးရှိမှတယောက်ချင်းတတ်ပြမယ်ဟန်စိန်တယောက်ခေါ်သွားပြီးတတ်ပြစ်လိုက်မုတ်စိတ်မန်အင်ကိုအဲ့ဒီနားမှာပောက်ခွဲလိုက်လောက်ကြစမ်းမြင်းမြန်းလူစိုးတယောက်ကချီရင်ဖက်နန်ရန်နားသို့မန်အင်ကိုပောက်ခွဲလိုက်တယ်ရေနံစီများပြန့်ကျဲကုန်ပြီးမီးထလောင်လေတော့သည်ဟေ့ကောင်ဟန်စိန်ဘာရန်လုံနေတာလဲဆရာလို့သူကအမိတ်ပေးလိုက်သဖြင့်ဦးလေးကြီးဤသားအားနောက်သို့ခေါ်ကာခေါင်းကိုတနတ်နဲ့တိတ်ပြီးပြစ်လိုက်တယ်အမလေးတေပါပြီအတော်ကြီးတီတာကခမားမဟုတ်ဘူးခမားရဲ့သားဗျမကြခင်ခမားတို့အလက်ပစ္စည်းတွေထုတ်ပေးမလားမပေးဘူးလားတကယ်ကိုမရှိတော့လို့ပါရုံမာငါတူတို့ရာကဲနောက်တစ်ယောက်ကကောင်လေးကိုခေါ်သွားအဖိုးကြီးနဲ့အဖွားကြီးခေါင်းဆောင်အားပြေးဖက်ပြီးတောင်းပန်သည်ဆရာကြီးတို့ရဲ့မြေးလေးကိုတော့မတတ်ပါနဲ့သူ့အစားကျုပ်တို့ကိုသာတတ်သွားပါခလေးကိုတော့ချမ်းသာပေးပါဖွက်ထားတဲ့ပစ္စည်းရှိရင်ထုတ်ပေးမတတ်ဘူးတကယ်ကိုမရှိတော့လို့ပါအလုံးမရှိထိုင်စားနေကြတာကုန်ပါပြီကဲအားလုံးတပ်ပြစ်အတော်ကြီးထိုင်ရကမိလေသွားတယ်မိကလည်းတခုံးဟုံတောက်လောင်နေသည်ကဲဒီလောက်ခေါင်းမာတဲ့မိသားစုခေါင်းဆောင်လို့သူကအသက်မသေးသူအားလုံးကိုပြစ်တတ်လိုက်သည်ဆရာဝင်ရှာကြည့်ဦးမလားရှာမနေတဲ့တော့ရတာပဲယူသွားကြမယ်ဒီလောက်အသေးခံပြီးညင်းနေတာတကယ်မရှိဘူးဆိုတော့တေချာသွားပြီသွားကြမယ်လူဆိုးများအိမ်ပေါ်ကဆင်းသွားကြပြီးအားလုံးအိမ်ပြင်ထွက်သည်ကိုတိမှဇော်တော်အခန်းပြင်ထွက်လာသည်အပြင်မှာလူ6ယောက်လုံးတနတ်အပြစ်ခံရပြီးတေဆုံးကုန်ပြီဖြစ်သည်ဟင်ငါတော့ကံကောင်းလို့အသက်မခံရတာငါလည်းဒီအိမ်ကြီးမှနေလို့မဖြစ်တော့ဘူးစိုက်ကယ်ကိုတွန်းပြီးသွားရတော့မယ်အချိန်က3နာရီခွဲခန့်ရှိပြီးဇော်နောင်လည်းအိမ်ပေါ်ကအမြန်ဆင်းလာပြီးပြက်နေသောစိုက်ကယ်ကိုတွန်းကအပြင်သို့ထွက်ခဲ့သည်မကြာခင်လမ်းပေါ်သို့ရောက်လာခဲ့သည်စိုက်ကယ်ကိုတွန်းနေရင်မှနောက်ဘက်သို့လက်ကြည့်မိလိုက်သည်အင်ကြီးကမီးဟုံးဟုံးလောင်နေသည်အခြားလောင်စရာမရှိတော့သဖြင့်မီးရှိန်လဲကျနေပြီးသူ့လမ်းပေါ်မှာစိုက်ကယ်ကိုတွန်းရင်းမန်မှန်ရှောက်နေစဉ်နောက်မှတောင်ပေါ်သူလင်းများအထုပ်အပိုးထမ်းများဖြင့်လာနေသည်မကြာခင်သူ့ကိုမိလာသဖြင့်လမ်းဘက်ပေးလိုက်သည်မနေ့ဝေလင်းရောင်းဝယ်ကြသော9ရက်တစည်းတို့လာရောက်ကြသူများဖြစ်သည်မနေ့9နာရီမထိုးခင်ကစ၍6နာရီ9နာရီအထိသာရောင်းချသည်9နာရီကျော်10နာရီဆိုရင်ဈေးတယ်များပြန်ကုန်ပြီး
မိမိတို့နေရာကိုစောစောပြန်ကြသည်ထို့ကြောင့်မိုးမလင်းခင်ဈေးမီလာကြသူများဖြစ်သည်နောင်ဤစိုက်ကယ်ပြက်လို့လားဟုတ်ပါဗျာညရဲကပြက်လို့ဟိုးနောက်နာကအင်ကြီးမှာတညဝင်တဲတာကျုပ်ဝင်အိတ်တဲ့ညမှာဓမြတိုက်လို့အိမ်မှာရှိတဲ့သူတွေတေကုန်ပြီအင်ကြီးကိုပါမီးနဲ့ရှို့သွားတယ်ဓမြတွေထွက်သွားတော့မှကျုပ်လည်းဘုံနေရာကထွက်ပြီးစိုက်ကယ်ကိုတွန်းထုတ်ခဲ့တာနောင်ကြီးဘယ်အိမ်ကိုပြောတာလဲခင်ဗျားတို့နဲ့မတွေ့ခင်7မိနစ်လောက်ပဲရှိအောင်ပဲလမ်းပေါ်ရောက်တော့တောင်မီးလောင်နေတဲ့အိမ်ကိုမြင်နေရသေးတယ်ခင်ဗျားတို့လည်းအင်ကြီးမီးလောင်နေတာကိုအဝေးကမြင်နေတာပဲမတွေ့ကြဘူးမလောင်ပါဘူးမောင်းနဲ့မဲမဲကြီးပါဟာကျုပ်သိပြီခင်ဗျားဟိုမီးလောင်ထားတဲ့အိမ်ကြီးကိုရောက်ခဲ့တာလားမီးလောင်ထားတဲ့အိမ်မဟုတ်ဘူးမီးလောင်နေတဲ့အိမ်အခုလောက်ဆိုမီးငိမ့်ပြီးပြာကြမှာအင်းဒါဆိုခင်ဗျားတဲအချောက်ခံရပြီမဟုတ်တာဟုတ်တယ်ခင်ဗျားပြောတဲ့အိမ်ကြီးကလွန်ခဲ့တဲ့4-5နှစ်လောက်ကကျုပ်တို့ပြူအရွယ်အိမ်တော်မကြခင်တနည်းဆိုပါတော့ကျုပ်တို့ကဒီလမ်းကဈေးကိုအမြဲအယောင်းဝယ်လာနေကြမနေ့3 နာရီလောက်မှာအဲ့ဒီအိမ်ကြီးမီးလောင်နေတယ်မီးတွေကတခုံးကုန်းနဲ့တအိမ်လုံးဝါးမြုံနေပြီးဈေးကလည်းပြန်လာရောမီးလောင်တဲ့အိမ်ကြီးမှာရွာသားတွေရောရဲတွေပါရောက်နေကြတယ်ဓမြတွေလိုချင်တာမရလို့အိမ်မာနေတဲ့လူ6ယောက်စလုံးအသက်ခံလိုက်ရပြီးအိမ်ကြီးကိုမီးရှို့သွားတာတဲ့အရင်ကဆိုဒင်းဝန်းချီမှာအင်ဂျင်20လောက်ရှိတယ်တောင်ယာလှုပ်ရှားကြတယ်နောက်ပိုင်းလက်နဲ့ကင်ဓမြတွေမကြာခဏဝင်ပြီးလူရဲတိုက်ခိုက်လွန်းလို့ဒီမခံနိုင်တော့ပဲမြို့ကိုပြောင်းသွားကြတယ်ဒီမိသားစုကအင်ကြီးရခိုင်ဆောက်ထားတာဆိုတော့ဖြစ်လို့ရဖြစ်မပြောင်းဘူးဆိုပြီးတောင်ယာအလုတ်ဆက်လုံနေခဲ့ကြတာနောက်ဆုံးဓမြတိုက်ခံရပြီးလူတွေတအိမ်ကိုမီးရှို့ခဲ့ကြတာခမားလိုပဲ2 ယောက် 3 ယောက်ရှိပြီးအင်ကြီးတဲ့ဝင်တဲမိအင်ကြီးကအကောင်ကြီးလူတွေကလည်းအသက်ရှင်နေကြတယ်အခန်းစကားတွေပြောကြတယ်မနေ့3 နာရီခန့်ရောက်တော့သူတို့တေခဲ့ရတဲ့ပုံစံအတိုင်းရုပ်ရှင်ပြနေတယ်ဖြစ်လာရောတဲ့အခုလဲခမားရှိမှသူတို့ကိုလူဆိုးတွေကတတ်သွားတာပေါ့ဟုတ်လားဟုတ်တယ်ကျုပ်ဗျာသူတို့ကြွေးတာတွေလည်းစားမိတယ်ဘလို့မှတစီတရေတွေကိုမထင်ပါဘူးဗျာအိမ်ကလည်းအင်ကြီးရခိုင်ဗျကျုပ်ကလည်းအချောက်ခံရခြင်းလို့ဖြစ်မယ်အင်ဂျီနာရောက်မှစိုက်ကယ်ကလည်းပြက်သွားတယ်စိုက်ကယ်ပြက်လို့ဒူးမီရှောက်လာတဲ့အချိန်မီးရော်ကိုမြင်လိုက်တာဒါဆိုခမားစိုက်ကယ်ကိုပြက်အောင်လှုပ်လိုက်တာများလားအခုတရေတွေလည်းမရှိတော့ဘူးဆိုတော့ခမားစိုက်ကယ်ဆက်ကိုနိုးကြည့်ပါလားခမားမီးလောင်တဲ့အင်ကြီးကထွက်တော့နိုးကြည့်သေးလားဆက်ပြက်နေတာပြင်မပြင်ရသေးတော့ဒီအတိုင်းပဲတွန်းထွက်လာခဲ့တာကျွန်တော်နိုးကြည့်အောင်မယ်ဇော်နောင်စိုက်ကယ်ပေါ်ခွပြီးဆက်နိုးကြည့်လိုက်တယ်ဟာဆက်ကအကောင်ကြီးပဲကျေးဇူးပဲဗျာခမားတို့သတိပေးလို့စိုက်ကယ်နဲ့လိုက်ခဲ့ပါလားဟာမဖြစ်ဘူးကျုပ်တို့လေမယားကိုစိုက်ကယ်တစ်စီးနဲ့တင်သွားလို့ရတာမှမဟုတ်ပဲပစ္စည်းတွေတင်ပေးလိုက်မလားရတယ်သွားဈေးကိုမိနစ်20လောက်ပဲရှောက်ရတော့မှာခမားအားမနာနဲ့သွားတော့ဇော်နောင်လဲဈေးတယ်လေမယားအနှုတ်ဆက်ပြီးစိုက်ကယ်ကိုမောင်းထွက်လိုက်တယ်6 လုံးပြိုင်တေးခဲ့သောဝိညာဉ်တို့မကျွတ်လို့သေးသည့်အိမ်ကြီးမှာတညလုံးနေခဲ့ရတဲ့အဖြစ်ကိုပြန်စဉ်းစားမိရင်ကြက်သိန်းတစ်ပြင်းပြင်းပြီးထပ်သွားတော့တယ်